အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကတော့ကျွန်တော်က topic စာမှုဖြစ်ဖို့အတွက်ပြင်ဆင်နေတဲ့လူတွေအတွက်ပေါ့နော်ဒီအခုဒီနေ့မှာ topic 2ကဒါ reading မေးခွန်းလေးတွေကိုเนาะကျွန်တော်ဖြည့်ပြပေးသွားမယ်ပြီးတော့မေးခွန်းရဲ့ပရိယေတွေကဘယ်လိုလဲเนาะမေးခွန်းကိုဘယ်လို overview ကကြည့်ပြီးတော့ဖြည့်ရမလဲဆိုတာလေးပြပြသွားပါမယ်အဲ့တော့ topic 2မှာဒီနေ့ဆရာတော့ reading က39เนาะ39ချိန်မြောက်က reading ကိုယူထားပါတယ်အဲ့တော့တစ်ချက်လောက်ကြည့်အောင်အဲ့တော့ topic 2 읽기 1번부터 50번เนาะအဲ့တော့1ကနေ50အထိဒီမှာဖြည့်ရမယ်အဲ့တော့အရင်ဆုံး 1에서 2번 1ကနေ2 빈칸에 꼴람마 뭐 들어갈 필수야매 가장 알맞은 것을 안만간성이하고 고를 지어 예시바 가 2점 너 각자가 디디 더보고로 봐봐는 더보고 남마 오케이 또 넘버 1고 지야 아침에 일찍 띵띵띵 7시 비행기를 탈 수 있다 아이로 아침에 일찍 만내 소이 꼴라 7시 비행기를 코나나이 레행고 탈 수 있다. 시로야 나인에서 꼴라마 바피밀레 넘버디 일어나야 아야 타마 넘버니 일어나려고 아야 타물로 넘버도 일어나며 아야 타비 너 받아보면 넘버리 일어나도라 소위 일어나도니 너 나가도 어떻게 정리해 보자 될 가만 동네 아이도အဲ့ရထားလိုက်တော့လို့ဘာသာပြင်မယ်အဲ့တော့ဒီဟာကတော့ pattern မေးခွန်းဖြစ်တယ်ပေါ့နော် pattern နားမလည်လို့ရှိရင်တော့မရဘူးအပြင်မှာကတော့ number 1ပါလူတိုင်းဒီမှာပါနော်မနေ့ဆိုရင်အဲ့ရထားမှာ9နာရီကျတော့ဒီလေယာဉ်ကိုစီးလို့ရနိုင်မယ်နော်မထားဘူးဆိုရင်မရဘူးအဲ့တော့တခုခုကိုဒီဟာကိုလုံးမပဲဒီဘက်ကအကျိုးဆက်ကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့အခြေအနေမှာသုံးတာပေါ့နော်နံပါတ်2မှာဆိုလို့ရှိရင်ဤတော့နားလေလို့ကိုဒါကတော့တခုခုကိုလုံးမလို့ရည်ရွယ်ပြီးတော့ပြောတဲ့အခါသုံးတယ်လျောကိုဥလျောကိုပက်တန်လူတိုင်းသိမှာပါနောက်တစ်ခုကဒါကတော့ဤတော့နာမျိုးဒါကတော့မျိုးဆိုတာဥမျိုးမျိုးဆိုပြီးတော့ဆရာတို့သုံးတယ်ဒါကကိုဆိုတဲ့အနေထားနဲ့ပြီးဆိုပြီးတော့သုံးလို့ရတဲ့ပက်တန်လေးဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဤတော့နာထောတာထောနီနော်ထောနီဆိုတဲ့ပက်တန်ကတခုခုကိုယ့်ရဲ့ experience ပေါ့နော်ကိုတခုခုလောက်လိုက်တဲ့အခါမှာတွေ့ကြုံရတဲ့အတွေ့အကြုံဖော်ပြတဲ့အခါမှာသုံးတယ်အဲ့တော့အဖြစ်မှန်ကတော့နံပါတ်1ဖြစ်ပါတယ်ဆက်လက်ပြီးတော့နံပါတ်2ကိုသွားကြည့်မယ်နော်ထွေးခွန်းတွေရုံးဆင်းပြီးတဲ့နောက်မှာတဲ့ကြီးပဲဝါပွန်ဒီကအိမ်ကိုလာလိုက်တော့နော်အိမ်ကိုလာလိုက်တော့ဒုံစင်းကြီးညီလေးကရုံးငယ်ဆိုခရီးကနေကွက်လက်အဲ့တော့ရုံးဆင်းပြီးတော့အိမ်ကိုပြန်လာလိုက်တော့တဲ့ညီလေးကဟလာခရီးသွားရကနေကွက်လက်ဖြစ်တယ်ဘာဖြစ်မလဲနံပါတ်1돌아와 있었다 돌아와 있었다နော်ပြန်ရောက်လျက်ရှိသည်နော်နံပါတ်2က 돌아오게 되었다 ဆိုလို့ရှိရင်ပြန်လာဖို့ဖြစ်သွားသည်နံပါတ်3ကဆိုလို့ရှိရင် 돌아왔으면 했다 ဆိုတာကပြန်ရောက်ရင်ကောင်းပါပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခြေအနေနံပါတ်4ရဲ့အခြေအနေက 돌아오도록 했다 အဲ့တော့ဒါကနံပါတ်4ကပြန်လာအောင်လုပ်သည်နော်အဲ့လိုပုံစံမျိုးပြောတာအဲ့တော့ဒီနေရာမှာအဖြစ်မှန်ကဘာဖြစ်မလို့တိုင်းဒီမှာပါနံပါတ်1ဒေါ်လာဝါဣစောတာနော်ရောက်လျက်ရှိနေခဲ့တယ်နော်ရောက်လျက်ရှိနေခဲ့တယ်အဲ့တော့ဒါကတော့ဆရာတော်ကပုံမှန်အခြေအနေပဲအဲ့လောက်ထိဝါဟာဗာလဲ pattern မရှိဘူးနော်အဲ့တော့ဆရာတော်နံပါတ်2ရဲ့ pattern ကဆို get ထွေတာလူတိုင်းဒီမှာပါတခုခုကိုအကြောင်းအရာတစ်ခုကြောင့်နော်သူများခိုင်းတာပဲဖြစ်ဖြစ်နော်အဲ့ဒီဟာကြောင့်လောက်ဖြစ်သွားတဲ့အခါမှာတုံးတဲ့ get ထွေတာနောက်တစ်ခုကဒီဟာကတော့명운명했다 명운명좋겠다အဲ့ဒီဟာနဲ့တူတယ်အဲ့လိုဖြစ်သွားရင်ကောင်းပါပဲဆိုပြီးတော့ကျွန်တော်ပြောတဲ့အခါမှာတုံးတယ်ဆိုတော့ဘာတူနဲ့ချိန်တယ်ပေါ့နော်အဲ့တော့ I was 명좋겠다 I was 명했다ဆိုတော့စင်တူတယ်ကိုယ့်ရဲ့ဆန္ဒတွေကိုပြောတဲ့အခါမှာတုံးတယ်နံပါတ်၄ကတော့도로카다 도로카다ဆိုတော့တခုခုကိုဖြစ်အောင်လုပ်တယ်နော်ဖြစ်အောင်လုပ်ပါဆိုတဲ့အခါမှာပြောတဲ့အခါမှာတုံးတယ်ပေါ့နော်အဲ့တော့ဒီစာပုံမှာအဖြစ်မှန်ကနံပါတ်1ဖြစ်ပါတယ်အဲ့တော့ဒီစာပုတ်ထင်မှာပေါ့နော်ဆရာရှင်းပြတဲ့ထင်မှာကိုနားမလေတာမရှင်းတာရှိလို့ရှိရင်လည်းအောင်မှာ comment မေးကေဖို့မမေ့ပါနဲ့နော်အဲ့တော့ဒီနှစ်ပုတ်ကကျွန်တော်တို့ဟလာဒီ grammar pattern မနိုင်လို့ရှိရင်မရဘူးပေါ့နော်ဒီ grammar pattern တွေက level 3 grammar pattern တွေဖြစ်တယ်အဲ့တော့ level 2မှာလေကျွန်တော်တို့တန်ဖိုးမှာပဲဒီ pattern တွေကိုလေအဲ့တော့ဒီ pattern တွေကိုရဖို့အရင်ရေးကြည့်ပါတယ်ဒါမှတင်းတဲ့နှစ်ကိုဖြစ်နိုင်ပါမယ်နော်အဲ့တော့ကျွန်တော်တို့ဆက်လက်ပြီးတော့3နဲ့4ကိုတော့ကြအောင်3နဲ့4ရဲ့အခြေအနေမှာ3에서 4번
3 밑주chen 부분과 3 아빠 밑주chen 부분 너 밑주chen 좌가 다가 라인 따타의 부분 좌 아빠이 라인 따타의 아빠이네 의미 좌가 아다이베가 비슷한 것을 말해 sorry 센두의 아야고 고르십시오 유시바 누가래 각이 점 섭이요 보고 넘마 베타베 보너အဲ့တော့နံပါတ်3မှာကြာလို့ရှိရင်နော်소주로 나온 탓에 책상 위에 있는 지갑을 안 가지고 나왔다래. 너? 아이러 자료가 디마 잘로시에 온나 탓에 너? 온나 탓에 소화가 저노로တခုခုကို လောက်လိုက်တဲ့အတွက်ကြောင့်ဆိုတဲ့ပုံစံမျိုးသုံးတယ်ပေါ့နော်အဲ့ဒီဟာနဲ့ဆန်တူတဲ့ဟာကိုဒီဘက်မှာဆရာတို့ရှာရမယ်အဲ့တော့ 소주로 나온다ဆိုတာကအမြန်စလို့ထွက်လာတာပေါ့နော်소주로 나온 탓에 အမြန်စလို့ထွက်လာတဲ့အတွက်ကြောင့်책상 위에 있는 사이의 공포마시의 지갑을 발생하고 안 가지고 나왔다. 뭐 유배네ထွက်လာခဲ့တယ် ကြံခဲ့တယ် ပေါ့နော် အဲ့တော့သူနဲ့ဆင်တူတဲ့ pattern ကိုဆရာတို့ကရွေးပေးရမယ် နံပါတ် 1 나오는 김에 ဒါကတော့ 는 김에 ဆိုတာသွားလဲစားနဲ့လှုပ်လဲစားနဲ့အဲ့လိုပုံစံမျိုးသုံးတဲ့ pattern ဖြစ်တယ် ဥပမာ 한국에 가는 김에 한국 친구를 만났어요. 코리아 또알레산에 코리아 등에 지내တွေ့ခဲ့တယ် အဲ့လိုပုံစံမျိုးသုံးတဲ့အချိန်နဲ့ 나만이가 나오는 사이 소화 잠라 아니 나오는 사이에서 는 사이에 또 쿠쿠 롱리의 잠마 쿠쿠ဖြစ်သွားတယ် ဆိုတဲ့အခါမှာတုံးတဲ့ pattern ဖြစ်တယ် အဲ့တော့ဒီအနေနဲ့လေးမသက်ဆိုင်ဘူးနံပါတ် 3 ကိုကြာ 나오는 발음에 는 발음에ဆိုတာကဒီ pattern လိုမျိုးတုံးတယ်သူရဲ့နောက်မှာကျွန်တော်တို့ negative တွေပဲလိုက်တယ်ပေါ့နော် negative ဆိုတာကအစင်မပြေလိုက်တဲ့အပိုင်းနဲ့ပေါ့နော်မရှိဘူးမတည်ဘူးမလုံနိုင်ဘူးမစားနိုင်ဘူးဆိုတဲ့ negative အပိုင်းတွေပေါ့အဲ့တော့ 나오는 발음에 နော်ထွက်လာတဲ့အတွက်ကြောင့်နော်အဲ့တော့အပြင်မှာကတော့နံပါတ် 3 ဖြစ်ပါတယ်နံပါတ် 4က 나오는 대신에 는 대신에ဆိုတာကအစအဲ့တော့ထွက်လာမဲ့အစအဲ့လိုပုံစံမျိုးတစ်ခုခုလုံးမဲ့အစဒီဟာကိုလောက်ပါလားအဲ့လိုမျိုးပြောတဲ့အခါမှာတုံးတဲ့ဟလာ pattern ဖြစ်တယ်အဲ့တော့အပြင်မှာကတော့နံပါတ် 3 ဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဆက်လာပြီးနံပါတ် 4 သွားကြည့်အောင်နံပါတ် 4မှာ 후배가 한 잘못을 알고နော် 후배가 한 잘못을 알고 후배 소화가 저노로의 시니어 sorry 주니어라고 ပြောတာပေါ့နော် 주니어가 한 lokere 잘못을 엄마하고 알고 띠비로 sorry 알고 있었지만 띠리의 시배매 너 띠타 배매 미안해가 봐 소화가 올라가 봐 소화가တခုခုကို အထင်နဲ့ ပြောတဲ့အခါတုံးတယ် 미안해 하가 봐 다가도 아나마 솔로 너 모르는 척했다 ဆိုလို့ရှိရင်မသိချင်အောင်ဆောင်ခဲ့တယ်လို့ပြောတာပေါ့နော်အဲ့တော့ဒီ line တားထားတဲ့အရာနဲ့ကျွန်တော်တို့ကစင်တူတဲ့ဟလာဒီဝါဟာရကိုဗာလေ pattern grammar ကိုရွေးရမယ်အဲ့တော့ 는 척했다 ဆိုတာကတခုခုကိုဟလာဟန်ဆောင်တာပေါ့နော်ဒါ 모르는 척했다 မသိချင်အောင်ဆောင်သည်โอเคတော့နံပါတ် 1မှာ 모르는 체했다 ဆိုတာကကျွန်တော်တို့ကဒီနေရာမှာဟန်ဆောင်တာပဲအဲ့တော့အဖြစ်မှာကနံပါတ် 1မှာတန်တွေ့ပါတယ် 모르는 체했다 너 pattern ရဲ့အခြေအနေက 는 체하다 နော်နောက်တစ်ခုကနံပါတ် 2ဆိုလို့ရှိရင် 모르는 뜻했다 အဲ့တော့မသိတဲ့အတိတ်ပဲရှိတယ်ဆိုတာကမသိဘူးထင်တယ်လို့ပြောတာ ਨੇ တွားတူပါတယ် 모르는 뜻했다 နော်မသိဘူးထင်တယ်နံပါတ် 3က 모르는 편이다 နော်မသိတဲ့ဖက်မှာရှိရဆိုတာဒီလူမသိဘူးလို့ပြောတာ ਨੇ အတူတူပဲပေါ့နော်အဲ့တော့ 는 편이다 ဆိုတာကကျွန်တော်တို့မြန်မာလိုဘယ်လိုဘာသာပြန်လဲတော့မသိဘူးပေါ့နော်အကြောင်းအရာကဘယ်လိုသုံးလဲဆိုလို့ရှိရင်ဒီဖက်မှာနော်ဒါဒီလူတစုရှိမယ်ဒီဖက်မှာလူတစုရှိမယ်ဒီလူနှစ်စုကိုရှင်လိုက်တယ်အဲ့တော့ဒီဖက်ကလူတွေကအရက်တော်တဲ့လူတွေစုတဲ့နေရာဒီဘက်ကလူအစုကကြအရက်ရှိတဲ့လူတွေစုတဲ့နေရာအဲ့တော့ကျွန်တော်ကတော့အရက်တော်တဲ့ဖက်မှာရှိရဆိုအရက်တော်တဲ့ဒီအဖွင့်မှာကျွန်တော်ရှိနေတာနော်အရက်တွေကိုရှင်လိုက်တဲ့အခါကျွန်တော်ကတော့နောက်ကအရက်ရှိတဲ့ဒီအားရှင်လိုက်တော့ဒီလူကတော့အရက်ရှိဒီဘက်သွားဆိုကျွန်တော်ကတော့အရက်ရှိတဲ့ဖက်မှာရှိအဲ့လိုမျိုးပြောတဲ့အခါမှာဆရာတို့တုံးတဲ့ 는 편이다 ဖြစ်ပါတယ်နော်အဲ့တော့ 모르는 편이다 မသိတဲ့ဖက်မှာရှိရဆိုတော့မသိဘူးလို့ပြောရတယ်တူတူပါပဲနံပါတ် 4 모르기 말년이다 기 말년이다ဆိုတာကအဲ့လိုဖြစ်သွားတာကတော့တဘာဝပါပဲเนาะအဲ့လိုပုံစံမျိုးပြောတဲ့အခါမှာတုံးတယ် 모르기 말년이다 မသိတာတဘာဝပါပဲအဲ့လိုပုံစံမျိုးဘာသာပြန်လို့ရပါတယ်အဲ့တော့ဒီနေ့ကတော့ဒီစာပုဒ်လေးပုဒ်ကိုကျွန်တော်ပြောပြတော့ပါတယ်အဲ့တော့ဒီနေ့မှာကိုနားမလည်တဲ့အရာ
လာပြီးတော့ကိုမရှင်းတဲ့အရာရှိရဆိုလို့ရှိရင် comment မှာမေးခဲ့ပေးပါနောက်ရက်ဒီမှာလည်းဒီလိုမျိုးဗီဒီယိုတွေကိုကျွန်တော်ရဲ့ YouTube channel မှာတင်ပေးသွားပါမယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးအဆင်ပြေကြပါစေဒါမှမဟုတ်အမှတ်ကောင်းကောင်းနဲ့အောင်မြင်ကြပါစေကျွန်တော်အောင်နိုင်ဖြစ်ပါတယ်